这边拿的的话，咱人家说好的。nhà bên mày không này nhà bên sao vậy nhà này sao này tha được rồi à sao bảo cái này nó là cái đó ngã về gì nữa mấy đứa già không già gì em ăn ngã gì là à mà hay là mà không đúng nhỉ ngã là để luôn em ăn đàn rồi biết là nào vậy hả muốn đi em ăn đàn rồi xú ra vậy ăn đàn xú ra mà ăn đàn bao bao này luôn khó đấy ăn sủi nhưng mà ai đâu quên tiền mà tiền một không nòng tiền hai bây giờ thế này cô sao cái gì nhắm này ngáo mà ngáo mà lạ luôn ngã về gì lên mấy đứa già không già gì cô ăn ngáo rồi bùa cô ta bằng nô lại nó cái này tôi bảo ấy bà gì đã cho nó ta mới bảo vậy đã nhỉ đi bà nhỉ đi cho nó lưu ý vậy cái gì này lưu ý thôi là xe biểu ở đây người ta la lên mà tất cả chơi là mà vậy nó chẳng phải chứ mà cái thằng ai mà ngã về gì lên mấy đứa già không già gì ăn sủi bằng ai bà ngày ngày khu ngày bên nào ngày gì ai ngày mười luôn xong ấy ngã về gì ngày đặt xe ra ngày ngày khu sau ngày gì xe ngày mười luôn đặt thao vậy là bà đi vậy đi ngày chế mà bảo ngày chế nó bảo quỷ thì ngày rồi là bài đi này ngày chế mà sao mà mua đồ xe hoa mà đi này ngày chế sao mà là rồi là quỷ cho hai lại nó đi mà sao bộအဲ့လိုလည်းမရဘူးဗျာဆရာဝန်ကဘေးရင်ဆရာကမှားထားတယ်ဒီနေ့ကငချင်းပဲထိရမှာတခြားငါထိလို့မရဘူးအဲ့လိုပြောအဲ့လိုမှားထားလို့ရှင်းရလေ50လည်းမေးတယ်9တွေလည်းမေးပြီးတော့ပြီးကြတော့မဝယ်တော့ဘူးတဲ့မရှိတဲ့ငါ့ကိုလှမ်းမေးတယ်ဟောခုနကပဲအမေကကျုပ်ပြောတယ်လေကျုပ်မေးတယ်လေငါပဲစီလဲမေးလို့ရတယ်ဆိုအမပဲမေးလို့ရတယ်ဆိုအဲ့ကြောင့်မေးတာလေဗျာရှင်းအားလည်းတွေ့အေးပါချာ你得နောက်ကြနေဆုံးချင်အောင်လေထား好你ထားအောင်လို့ထားလို့你们拿ဒီနေ့ကြမှာကွာမင်းကလည်းအိတ်ကြော်နေတယ်အိတ်ပုတ်တော့ဘုံဘုံဆုံးကမ်းမှာမီးလုံးနဲ့လည်းချစ်ရလည်းဘာမှမရှိဘူးငါးတွေကလည်းဒီနေ့ကြမှာနောက်ကြနေတယ်မင်းကလည်းသေးသွားမယ်လို့မင်းကပြောတယ်မင်းအိတ်ပြောတယ်ဟုတ်မင်းအိတ်နေပါဟုတ်မလားခလာခလာမားတယ်မခဏလောက်ရဒီနေ့ကျမှဗျာနောက်ကျနေအဲ့ရထားနောက်ကျနေအခုမှနိုးတယ်ပြီးတော့ဒီနေ့ဖုံဖုံဆုံးကတ်မှာလေဆုံးကတ်မှာခင်းချက်ကအချိန်ကလည်းနီးနေပြီအချိန်ကသိမရတော့ဘူးမနေ့ကလည်းဈေးမသွားဖြစ်ဘူးဒီနေ့ကျမှဗျာအိပ်ပျော်နေတယ်ညီလေးကလည်းမနိုးအိပ်ဖို့
ဒါနဲ့အမကဒီနေ့တိတ်မအော်ဘူးနော် ကြာ ဟုတ်မဟုတ်လေဟိုခိုင်းလေအော်မရောဘူးလေအဲ့လိုပြောတာ အော်ရှင်တို့ညီကိုညောင်လမ်းတော့မှဆိုလို့အော်မြောင်းတာရှင် ဩဒါနဲ့အမငါးဘယ်လိုရောင်းလဲဗျ ဟောရီကငါးပြိုးလို့အော်ရောင်းနေ ဟိုအဲ့ဒါပြောတာမဟုတ်လေဟိုဘယ်ဈေးလဲလို့မေးတာ အော်မျိုးမသေးတယ်ကလေ အဲ့ဒါပြောတာမဟုတ်လေဟို30သားဘယ်လောက်လဲလို့ ဘယ်ငါ့ကိုလည်းမသိ ငါခု အခုက30သား600 အဲ့ဆိုငါဘယ်နော် ငါဘယ်တော့လဲ600လဲ အမငါးတွေကလက်ရလား ဘယ်ငါ့ကိုလဲ ငါခု ငါခုကလက်တယ်လေ အဲ့ဆိုငါဘယ်နော် ငါဘယ်တော့လဲလက်တာပဲ အဲ့ဆို30သားပေးပြ ဘယ်ငါ့မှလည်းမသိ ငါခု ငါခုကမရှိတော့ရှင် အဲ့ဆိုငါဘယ်နော် ငါဘယ်တော့လဲကုန်ပြီ အဲ့ဆိုဘာကြံသေးလဲ ဘယ်ငါလဲမသိ ဟိုတခြားဟိုမမွေတို့လို့ငစင်ရိုင်းတို့ဘာလို့ညာတို့ငကောင်းတို့ဗျာ အဲ့ဒါလည်းကုန်ပြီရှင် အဲ့ဆိုဒီထဲမှာဘာဆိုဘာမှမကြံတော့ဘူးလား ဘာမှမကြံတော့ဘူး ဘာမှမကြံတော့ဘူးလားဟာချင်းချုပ်အချိန်ရမရပါဘူးရေးကြည့်ပါတော့ဒီမှာခင်ဗျာဘာငါမှဘာဆိုဘာမှမကြံတော့ဘူးကျုပ်ကအချိန်ကုန်ခါပြီးကျုပ်မေးတော့ပြင်နေတယ်ပေါ့ဟလား အော်ရှင်ကဘာငါကြံသေးတယ်လို့မေးတာမဟုတ်ဘူးအမငါပဲသေးတယ်လို့မေးတာလေရှင်းစကားရှင်မမှတ်မိတော့ဘူးလားကစီနေကြီးရဲ့